မင်္ဂလာပါခင်ဗျာခုတစ်ခါမှာတော့ကျွန်တော်တို့တွေဒီ XY300 Pro Plus ဆိုတဲ့ projector လေးနဲ့လူကြီးမင်းတို့ရဲ့ဖုန်း tablet တွေမှာတဆင့်လွှင့်တဲ့ wireless ရုပ်သံတွေကိုဘယ်လိုမျိုးကြည့်ရမလဲဆိုတာလေးကို step by step လေးပြသပေးသွားမှာဖြစ်ပါတယ်အခုဆိုလို့ရှိရင်ကျွန်တော်တို့ဒီ projector လေးကိုအိမ်မှာရှိတဲ့ Wi-Fi မချိတ်ထားပါဘူးမချိတ်ထားတဲ့အခြေအနေလေးမှာချိတ်ဆက်နည်းကိုအရင်ဆုံးပြသပေးပါမယ်ကျွန်တော်တို့projector ကိုဖွင့်လိုက်ပြီဆိုလို့ရှိရင်ဒါအရင်ဆုံးမြင်ရမယ့်မျက်နှာပြင်ဒီဇိုင်းလေးဖြစ်ပါတယ်ဒါ Android 14မို့လို့ဒီလိုဒီဇိုင်းလေးပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ projector ရဲ့အခြေဆုံးမျက်နှာပြင်မှာဒီ screen cut ဆိုတဲ့ဒီ icon ကြီးအကြီးရှိတယ်ပေါ့နော်ဒီ screen cut ဆိုတဲ့ icon ကြီးအကြီးကိုနှိပ်ပြီးတော့လည်းသွားလို့ရပါတယ်ဒါမှမဟုတ်လို့ရှိရင်သူ့အောက်မှာရှိတဲ့ဒီ application list ထဲကိုဝင်ပြီးတော့ကျွန်တော်တို့ဒီဘက်အစွန်ဆုံးမှာ screen cut ဆိုတဲ့ software အနီရောင်လေးရှိပါတယ်အဲ့ကောင်လေးကိုအရှေ့ဆုံးမှာ shortcut တင်ထားတာမို့လို့ဒီအထက်ကဒါလေးကိုပဲလာနှိပ်အပြင်မှာရှိတဲ့အကြီးကိုပဲသွားနှိပ်လို့ရပါတယ်ဆိုတော့ကျွန်တော်ဒီအထဲမှာရှိတဲ့ဟာလေးကိုနှိပ်ပြီးတော့ပြသပေးရမယ်အခုဒီတော့ကျွန်တော်တို့ Wi-Fi မချိတ်ကသေးတဲ့အနေအထားမှာဆိုလို့ရှိရင်သုံးမယ်ဆိုလို့ရှိရင် Android ဖုန်းတွေအနေနဲ့ဒီဘက်ဘေးမှာရှိတဲ့ Mirror Cut ဆိုတဲ့ဘက်လေးကို remote မှာပါတယ်ဒီ remote မှာပါတယ်မြားလေးနဲ့တစ်ချက်လောက်ရွှေ့ပေးလိုက်ပါပေါ့နော်ရွှေ့ပေးလို့ရှိရင်ကျွန်တော်တို့ Mirror Cut မှာအပြာလေးဖြစ်သွားပြီပြီးလို့ရှိလို့ရှိရင်သူ့ရဲ့ဟိုဘက်ညာဘက်ချမ်းမှာ step ဆိုတဲ့ခလုတ်အဝါလေးရှိတယ်ပေါ့နော်အဲ့ခလုတ်အဝါလေးကိုဘယ်လိုသွားရမလဲဆိုလို့ရှိရင် mirror cut ဆိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့အပေါ်ကီးလေးကိုပေါ့နော်ဒီအပေါ်ခလုတ်လေးကိုတစ်ချက်လောက်နှိပ်ပေးလိုက်ပါနှိပ်ပေးရဆိုလို့ရှိရင် step ခလုတ်လေးကပြသွားပါလိမ့်မယ်အဲ့ခါကျလို့ရှိရင်ကျွန်တော်တို့အလယ်မှာရှိတဲ့ okay ကီးလေးကိုနှိပ်ပေးလိုက်ပါနှိပ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့အခုလိုမျိုး wireless သူကဖမ်းနေပြီပေါ့နော် wireless ဖမ်းနေပြီအဲ့ဒီမျက်နှာပြင်လေးပေါ်လာပါလိမ့်မယ် okay အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ projector မှာလောက်ရမယ့်အပိုင်းလေးဒါပထမတစ်ပိုင်းပြီးသွားပြီပေါ့နော် okay အဲ့ဆိုရင်ဒီတိုင်းလေးထားလိုက်ပြီးတော့ကျွန်တော်တို့ရဲ့လွှင့်မဲ့ဖုန်းကိုသွားပါမယ်ဒါကတော့ projector စီကိုရုပ်လွှင့်မဲ့ဖုန်းလေးပဲဖြစ်ပါတယ်ဆိုတော့ဒီဖုန်းလေးကိုကျွန်တော်တို့လွှင့်မှုပြင်မယ်ပေါ့နော်ဆိုတော့ဒီအပေါ်ကဒီ drawer application drawer ဘာလေးကိုကျွန်တော်ဆွဲချလိုက်မယ်ချလို့ရှိလို့ရှိရင်ကျွန်တော်တို့ဒါဆိုလို့ရှိရင်ကျွန်တော်ကဒီ cut ဆိုတဲ့ဒီ screen cut ပေါ့နော် screen ကိုဖုန်းရဲ့ screen ကို share မဲ့ cut ဆိုတဲ့ဟာလေးကိုကျွန်တော်ကအရှေ့ဆုံးမှာတင်ထားတာပေါ့နော်တချို့ကြတော့ဒီကောင်လေးကဟိုဘက်အနောက်ဘက်ကိုရောက်နေတတ်တယ်ဆိုတော့ဒီလိုမျိုးတွေလှန်ပြီးတော့ရှာကြည့်ပေးပါကိုဖုန်းထဲမှာလည်းရှိကြပါတယ်ပေါ့နော်ဖုန်းတော်တော်များများဒီ screen casting function လေးတွေပါပါတယ်ဆိုတော့ cut ဆိုတဲ့ software လေးကိုနှိပ်လိုက်မယ်နှိပ်လိုက်ပြီဆိုလို့ရှိရင်သူကအောက်မှာ device ကိုရှာနေပြီအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ projector နာမည်ကိုတွေ့ပြီပေါ့နော် XY300 Pro Plus 4922ဒီမှာလည်းပြသထားပါတယ်ပေါ်မဲ့နာမည်ကို XY300 Pro Plus 4922ဆိုတာနာမည်တူတာတွေ့ပြီဆိုလို့ရှိရင်ကျွန်တော်တို့အဲ့နာမည်ပေါ်မှာ click လေးတစ်ချက်နှိပ်လိုက်ပါမယ်နှိပ်လိုက်ပြီးရတယ်ကျွန်တော်တို့ခဏဆောင်လိုက်လို့ရှိရင်ဒီမှာ invitation connect ဆိုပြီးတော့ဒီမှာလာပေါ်ပါလိမ့်မယ်ပေါ့နော်ဆိုတော့အဲ့ခါကျလို့ရှိရင် projector remove လေးကိုပြန်လိုက်ပါပြီးလို့ရှိရင်ဘေးနားမှာရှိတဲ့ accept လေးကိုနှိပ်ပေးလိုက်လို့ရှိလို့ရှိရင်ကျွန်တော်တို့ဖုန်းနဲ့ projector နဲ့ကိုကျွန်တော်တို့ wireless ဒါတွင့်ပြီးဖြစ်ပါတယ်ပေါ့နော်ဒါဆိုကျွန်တော်တို့ဖုန်းရဲ့ screen ကဒီမှာလာပြီးတော့ပေါ်နေပါပြီဆိုလို့ရှိရင်ကိုတက်တဲ့ application ကိုစတင်ပြီးတော့သုံးစွဲနိုင်ပါတယ်ခုပြသထားတဲ့နီလန်ကတော့ကျွန်တော်တို့ဒီ projector ကိုကိုယ့်မှာရှိတဲ့ wifi နဲ့မချိတ်သေးဘဲနဲ့လွှင့်တဲ့နည်းဖြစ်ပါတယ်ပြီးတဲ့အခါကျတော့ကျွန်တော်တို့ projector ကိုကိုယ့်မှာရှိတဲ့ wifi နဲ့ချိတ်ပြီးတော့လွှင့်တဲ့နည်းကိုလည်းထပ်မံပြီးတော့ပြသပေးပါမယ်